တောင်ကိုရီးယားနိုင်ငံရဲ့အခမဲ့ကျောင်းမုတ်ကျွေးမှုတဲ့စနစ်ကအမေရိကန်လူမျိုးတွေကိုဘာကြောင့်ဒီလောက်တောင်အံ့အားသင့်စေရတာလဲသူတို့ကျောင်းမုတ်တစ်ခုချင်းစီကိုဘယ်လိုမျိုးတေချာပြင်ဆင်ချက်ပြုတ်တယ်ဆိုတာကြည့်ုံနဲ့တင်တစ်ကမ္ဘာလုံးကဘာကြောင့်ဒီစနစ်ကိုချီးကျူးနေကြလဲဆိုတာသဘောပေါက်သွားပါလိမ့်မယ်မီနူးစရင်ရတာနဲ့မိဖို့ကြောင့်ဝန်ထမ်းတွေဟာအစားအစာတွေပြင်ဆင်ချက်ပြုတ်ဖို့ချက်ချင်းစတင်ကြပါတယ်ပထမဦးဆုံးအနေနဲ့ဟင်းသီးရွက်တွေမှာပါတဲ့အညစ်အကြေးတွေနဲ့ဖုံဖုံးတွေကိုတန့်စင်သွားအောင်ရေနဲ့အကြိမ်ကြိမ်ဆေးကြောပါတယ်ပြီးတဲ့နောက်မှာတော့လှီးဖြတ်တဲ့ဆက်ထဲထည့်ပြီးအစင်သစ်ပြအောင်ပြင်ဆင်ပါတယ်အမေရိကန်နိုင်ငံကကျောင်းမုတ်နေနဲ့မတူပဲကိုရီးယားနိုင်ငံရဲ့အဓိကပင်မဟင်းတွေကကတော့ထမင်းပဲဖြစ်ပါတယ်ထမင်းချက်ပြီးသွားတဲ့အခါပေးငပိပေးပင်ပေါက်မိုလာဥနီပြောင်းပူးနဲ့နှမ်းဆေးတို့ကို sauce တွေနဲ့အတူရောစပ်ပြီးအဟာရပြည့်ဝတဲ့ထမင်းကြော်ကိုပြင်ဆင်ပါတယ်ဒုတိယမြောက်ဟင်းတွေကကတော့ကြက်သားကင်ပဲဖြစ်ပါတယ်ကြက်ပေါင်သားတွေကိုအဆက် sauce နဲ့တေချာနှက်ထားပြီးအပေါ်ကနေဘာဒန်စီးလေးတွေဖြူကရွှေအိုရောင်တန်းပြီးအပေါ်ရန်လေးကျွတ်သွားတယ်ဒီဖုတ်ပြီးပါတယ်တတိယမြောက်ဟင်းတွေကတော့ကိုရီးယားစတိုင်အဆက်စုပြုတ်ပဲဖြစ်ပါတယ်ငရုတ်သီးမုန့်နဲ့အတူအမေးရင်ဦးသားအနုဖော့ပင်ကြက်သွန်ကြီးပေးပင်ပေါက်နဲ့ကြက်ဥတို့လိုအာဟာရပြည့်ဝတဲ့ပါဝင်ပစ္စည်းတွေနဲ့ချက်ပြုတ်ထားတာပါနောက်တစ်ခုကတော့ကြက်သွန်ကြီးပန်ကိတ်ပဲဖြစ်ပါတယ်ဂျုံနဲ့ကြက်သွန်ကြီးနဲ့ပစုံတို့ကိုရောစပ်ပြီးကျွတ်ရွရွနဲ့တွားရီကြစရာကောင်းအောင်ကြော်ထားတာပါဒါပြီးမူလောင်ဦးညေပွားတို့နဲ့အတူရောကြော်ထားတဲ့ဝက်အုံချောင်းကြော်လေးပါဝင်ပြီးကြည်ယုံနဲ့စားခြင်းစပွဲဖြစ်နေတာနောက်ထပ်ဟင်းရီယာတစ်ခုကတော့ဒွန်းကတ်လို့ခေါ်တဲ့ဝက်သားကင်ဖြစ်ပြီးဝက်သားကိုပေါက်မုံချောင်းနဲ့အုပ်ကကျွတ်သွားတဲ့အထိစီပူပူမှာကြော်ထားတာပါနောက်ဆုံးအနေနဲ့ကတော့အမြင့်တက်တဲ့ဗီတာမင်တွေပြည့်ဝစီဖို့အတွက်ဟင်းသီးရွက်တွေအစုံလေးကိုနှံ့သက်ဆောင်တုတ်ထားတာလည်းပါဝင်ပါတယ်အရာအလုံးအစင်းသီးဖြစ်ပြီးဆိုရင်တော့မနက်7:30နာရီ30နာရီမှာအခမဲ့ကျောင်းမုတ်ကိုစတင်ကျွေးနေပါတယ်တင်ငေါတောင်ကိုရီးယားရဲ့အခမဲ့ကျောင်းမုတ်ကျွေးတဲ့စနစ်ကိုဘယ်လိုထင်နေပါလဲ